ဒီနေရာမှာတစ်ခုလေးပြောချင်တာကကလေးကိုစီးပြတိုက်တာထက်စားလို့ရှိရင်ဖြစ်နိုင်လို့ရှိရင်နော်ဒီနေ့မှာတော့ကလေးတယောက်နှာစီးနှာရည်ယိုမျက်ရည်ပူတွေကျပြီးတော့နှာချီတဲ့အခါမှာဘယ်လိုဆေးမျိုးကိုဆေးဖြစ်အောင်တိုက်သင့်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားပါမယ်ကျွန်မကတော့မပွင့်ဖြူဝင်ပါဆေးဝါးပညာရှင်ဖာမစစ်တက်ဦးဖြစ်ပါတယ်ရှင်အခုပြောမယ့်ဆေးကတကယ်တော့ကလေးရှိတဲ့အိမ်တိုင်းပါရာစီတမောအရည်နဲ့အတူတူရှိတတ်ကြတာများပါတယ်ကလေးနှာစီးတဲ့အခါနှာရည်ယိုတဲ့အခါမျက်ရည်ပူတွေကျပြီးတော့ကလေးကအေးမိဖျားနာတဲ့အခါမျိုးတွေမှာဒီလိုမျိုး citrizine အရည်ကိုတိုက်ပေးရမှာဖြစ်ပါတယ်ဒီ citrizine kit အရည်ဘူးလေးဆိုလို့ရှိရင်ကလေး6လကနေစပြီးတော့တိုက်လို့ရပါတယ်ဒီထဲမှာဘယ်လိုလာလဲဆိုလို့ရှိရင်ဒီလိုဇွန်းလေးနဲ့လာပါတယ်ဒီဇွန်းအသေးဆိုလို့ရှိရင်255မိရှိပြီးတော့ဇွန်းကြီးဆိုလို့ရှိရင်5မိရှိပါတယ်ကလေးအတွက်လိုအပ်လာတဲ့အချိန်မှာကိုကလေးရဲ့အသက်နဲ့လိုက်ပြီးတော့ဆေးပမာဏကိုတွက်ပြီးတော့တိုက်ရပါမယ်ကလေးက6လနဲ့2နှစ်ချာဆိုလို့ရှိရင်ဒီဇွန်းအသေးပဲနဲ့ပေါ့နော်တစ်ဇွန်းကိုတစ်ရက်မှာတစ်ချိန်ပဲတိုက်ပေးရပါမယ်3နှစ်ကျော်ကနေ6နှစ်လောက်ထိဆိုလို့ရှိရင်တော့ကလေးရဲ့ကိုယ်လေးချိန်ပေါ်မှာမူတည်ပြီးတော့ဒီဇွန်းသေးနဲ့ဇွန်းကြီးကိုချိန်ဆပြီးတော့တိုက်ပေးရပါမယ်6နှစ်တန်းဆိုလို့ရှိရင်တော့ဇွန်းကြီးဘက်ကနေတိုက်ပေးရပါမယ် citrizine အရေးဆိုတာကအားစီးလိုမျိုးအမြဲတိုက်ရမယ့်အရာမဟုတ်ပါဘူးလိုမှသာတိုက်ရပါမယ်မလိုလို့ရှိရင်မတိုက်ရပါဘူးတိုက်ရင်တော့မှတစ်ရက်မှတစ်ချိန်ပဲတိုက်ရပါမယ် citrizine ရဲ့အလုံးလုံးပုံကဘယ်လိုမျိုးလေးလဲဆိုလို့ရှိရင်ခန္ဓာကိုယ်မှာဓာတ်မတည့်တဲ့ဖြစ်စဉ်တစ်ခုခုဖြစ်လို့ရှိရင်တုံ့ပြန်မှုအနေနဲ့ထွက်လာတဲ့ histamine ဆိုတဲ့အရာကိုသွားပြီးတော့တားပေးတဲ့ဆေးပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဖြစ်မှပဲတောက်ရတာပါနှာစီးနှာပိတ်နှာရည်ယိုမျက်စိနီရဲမျက်ရည်ပူတွေကျတာတွေမဟုတ်ဘူးပေါ့နော် citrizine ကိုခန္ဓာကိုယ်ရှားရံတာအလက်ချစ်ထွက်တာတွေမှာလည်းသက်သာဖို့ရအတွက်တောက်လို့ရပါတယ်ဒီနေရာမှာတစ်ခုလေးပြောချင်တာကကလေးကိုစီးပြတိုက်တာထက်စားလို့ရှိရင်ဖြစ်နိုင်လို့ရှိရင်တော့အခုလိုမျိုးကလေးအတွက်တည်တံ့လာတဲ့ဒီလိုအရည်မျိုးလေးတိုက်တာကပို့ပြီးတော့တင်တော်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီ citrizine kit အရည်ဆိုလို့ရှိရင်ကလေးတွေကိုတိုက်ရလွယ်တယ်ပေါ့နော်။ strawberry အနံ့လေးဖြစ်ပြီးတော့ကလေးအတွက်ဆေးဖြစ်တဲ့ alcohol free sugar free ဖြစ်လို့ပဲဖြစ်ပါတယ်။ citrizine ဆေးရဲ့ဘေးထွက်ဆိုးကျိုးကကလေးကိုအိတ်ချင်တာအိမ်ငိုက်တာအာခေါင်6တာမျိုးလေးတွေဖြစ်တတ်တယ်ဆိုပေမဲ့ first generation antihistamine တွေထက်တော့အဖြစ်ပိုပြီးတော့နည်းပါတယ်ဒါပေမဲ့လေဆေးကြောင့်မှိန်နေတာလားအဖျားတက်ပြီးတော့မှိန်နေတာလားကိုတော့သတိထားပြီးတော့စောင့်ကြည့်ပေးဖို့ရလိုအပ်ပါတယ်ဒါကြောင့်ကလေးကို citrizine အရည်တိုက်တဲ့အခါမှာအလွန်အကျူးမဖြစ်ဖို့ရအတွက်ပမာဏမှန်မှန်ကန်ကန်တိုက်ပေးဖို့ရအရေးကြီးပါတယ်ကဲဒါလားဆိုလို့ရှိရင်တော့ကလေးတယောက်နှာစီးနှာရည်ယိုမျက်ရည်ပူတွေကျပြီးတော့နှာချီတဲ့အခါမှာ citrizine အရည်ကိုဆေးဖြစ်အောင်ဘယ်လိုမျိုးတိုက်သင့်လဲဆိုတာကိုသိသွားကြလိမ့်မယ်လို့ယုံကြည်ပါတယ်ကိုပတ်ဝန်းကျင်ကသူတွေကိုလည်းပြန်လည်ဝေမျှဖို့ရအတွက်ဒီ post လေးကို share ပေးဖို့ရတောင်းဆိုချင်ပါတယ်အားလုံးပဲကျမ်းမာရှင်လန်းတဲ့နေ့ရက်လေးတွေပိုင်ဆိုင်နိုင်ကြပါစေရှင်